နေကောင်းကိမလားခင်ဗျာညမဆူစီတဲ့ခင်ဗျာအဲ့တပန်လာပလွန်လဲစီမံကိစ္စကိုလေ့လာကြရအောင်ဒီနေပါလာကျွန်တော်တို့စီချောနာပန်တာပြီးဆိုလေ့လာကြရပါလေနော်အဲ့တပန်လာပလွန်လဲစီမံကိစ္စနာပန်တာပြီးဆိုလေ့လာမယ်အမှုမျိုးပဲဒီခွန်စင်လေးကိုဖြည်းဖြည်းထပ်ဖလဲပြီးတော့ကျွန်တော်တို့လေ့လာစားလေတူလာဆိုလောက်ဆောင်မယ်ပေါ့နော်ဆိုတော့ကဒီပလွန်လဲစီမံကိစ္စရာတိဟပ်ပြကြောရကီလို့ကျွန်တော်တို့ကဒီကိုဘွာနာပန်တိုင်းပဲဖြစ်ဖြစ်လောငန်းကိစ္စလေးဖြစ်ဖြစ်ဖွဲ့စည်းကိစ္စဖြစ်ဖြစ်ကိုလုံးဖွဲ့စည်းနာပန်တိုင်းကိစ္စလေးဖြစ်ဖြစ်ပလွန်လဲလေးကိုလောက်စူးစမ်းကြရပါတော့အဲ့မှာလဲအဲ့ပဲလဲအောင်မြင်ကလေးစီအောင်မြင်ပဲကလေးစီခလေးပဲလဲဟပ်ပြကြောမတွေအောင်မြင်ပဲနာဖြစ်နေတယ်လေတူရစရှိရောနော်ဆိုတော့အမှုပလွန်လဲစီမံကိစ္စနာပန်တိုင်းပြီးဆိုခုလေးလောက်မော်ဒယ်ဒီရှူတော့တခုပေါ့နော်ရှူတော့တခုနေနာကလာတော့ရစံဆိုတက်ဆိုင်ရလော်လိုက်စီမံကိစ္စနာပါတာပဲဆိုမဖြစ်မနေပါတယ်ချဲလေးကိုသူကနေလာဆိုခွက်ချက်စိပြပြရဲရစံမေပဲနေရစံဖြစ်မဲ့ဆိုတာမျိုးလဲသူကတခုချင်းစီကိုရှင်းလေးရှင်းပြပါနော်ဆိုတော့ normal လာတော့ Lepinostar model ဆိုကြောခေါ်ပေါ့နော် Lepinostar model ဆိုကြောခေါ်ရဲ1980ကျော်လောက်မှာဒီ Mary Le Pen ဆိုပညာရှင်တွေလာဆိုအောင် model ကလာဆိုစာပြီးလာဆိုထွန်းစားဖြစ်ပေါ့နော်ဆိုစာထွန်းတော့လာတော့ဘုံတဘောသားဆိုကြပြောရ consensus ဆိုအပိုင်းမပါသေးရဘူးလေနော်သူ chain management နဲ့ပတ်သက်ပြီးတော့သူစာထွန်းခဲ့မှာအမေမဲ့1990ကျော်ကလာမကလာတော့non star ပေါ့နော်non star သူပညာရှင်နေလာဆိုသူက consensus ဆိုအပိုင်းထပ်ဖလဲပြီးလားဆိုအောင် model ကြီးလားဆိုplan ပြီးလားဆိုမောမှန်ပြီးလားဆိုထိုးရပါလိမ့်နော် plan ထိုးရပါဆိုတော့အမနောပဲအနေစာပြီးဆိုအောင် model ဟမျိုးခွန်လို့ဆိုLepen Nostar model ဆိုကြောခေါ်ပါနော် Lepen Nostar model for complex chain management ပေါ့နော် managing complex chain ဆိုကြောမျိုးခေါ်ကြပါနော်ခေါ်ကြီးပေါ့ဆိုတော့ကကျွန်တော်တို့ဒီ Lepen Nostar model ကိုကိမဲဆိုအမလာအင်္ဂလိပ်လို့နာရေးရတာဖြစ်ပါနော်ဆိုအင်္ဂလိပ်လို့နာပြောမှဆို vision consensus scale incentive resource action plan ရှင်းမှာအောင်မြင်အပလောင်လက်တကူရှင်းမဲ့ပေါ့နော်အောင်မြင်အပလောင်လက်တကူမဖြစ်မဲ့အမှုစာတဲ့တခုချောင်းရင်ဒီကလာဆိုအပလောင်လဲဆောင်ကျင်းကိုအားတားလေးဖြစ်မဲ့ပေါ့နော်ရဖြစ်ဆိုရမေရဆိုရဖြစ်မဲ့ဆိုစားဒီလားဆိုလဲတခုချင်းစီကိုရှင်းပြပေးရပါတော့တခုချင်းစီတိတ်စိန်တာပါတာပြီးကြလားဆိုကျွန်တော်တို့တော့လုံးနာအင်္ဂလိပ်လုံးနာတွေ့ပြီလားဆိုတာလေ့လာကြည့်မယ်ပေါ့နော်တော့လုံးနာပြောရမှာဆိုလားပြောရင်ချေပုံတဘောထားကျွမ်းကျင်မှုမှန်လောက်ရင်းမြစ်လုပ်ငန်းစီလေးရှင်းမှကျွန်တော်တို့ plan လေးကိုဆွန်ကျင်းနိုင်မယ်အောင်မြင် plan လေးတခုလည်းနိုင်မယ်ဆိုကြပြောရစားဖြေပေါ့နော် okay ဆိုတော့သူကတခုချင်းစီကျွန်တော်တို့လေ့လာစားသွားရအောင်vision ဆိုကိုမျိုးရချေပေါ့နော်မျိုးရချေမေဘဲနေကိကလာဆိုကျွန်တော်တို့ plan လဲဆောင်ရွက်ကိကလာဆိုတာကျွန်တော်တို့ထွေပြားစားလေးဖြစ်တယ်ပေါ့နော်ရာစာပြရစာလေအမှမတိယဆက်ပြချက်လေးကလာကိမှာထွေပြားစားရှိရရာစာဥတီပြီးလုံနေမှတည်ပဲဆိုမျိုးရလို့ရှိလုံနေမှတည်ပဲဆိုမျိုးလေးဖြစ်တယ်ပေါ့နော်ဆို strategic direction ဆိုတော့ပြောရပါတော့မဟာဗျူဟာ cloud ဆက်ပြချက်လေး cloud ကိစ္စလေးပေါ့ cloud ဆိုထွေပြားစားလေးဖြစ်တယ်အမှုထွေပြမှုဒီကိစ္စရတိုင်းမှာဖြစ်နေပေါ့နော်အရေးမြင့်တော့ဆက်မှုကိစ္စမှာပဲဖြစ်ဖြစ်လုပ်ငန်းစဉ်လေးရွေးချယ်ရောက်ကိစ္စမှာပဲဖြစ်ဖြစ်ကိစ္စရတိုင်းမှာမှုထွေပြမှုလေးဒီဖြစ်နေပေါ့နော် vision ပဲကိစ္စဆက်ပြီးတော့ vision ဒီချန်ကိစ္စလေးအလုံးတော့ဆက်ဆံနေကြအောင်ဆိုတော့ကျွန်တော်တို့ကအပလောင် level ဆောင်ချင်းလုံမဲဆိုတာကျွန်တော်တို့မှာမြို့ကြီးကျေစုပြော vision ရှိရမယ်ကိုကဟျာဆောင်ပြောရှင်တို့ဟမျိုးနာကန်ပြောရှင်တို့ဟမျိုးလူဖွဲ့စည်းပြောရှင်တို့ဆိုတာမျိုးပဲရှိရမယ်ပေါ့နော်နောက်တစ်ခုက glass ဆိုတာကျွန်တော်တို့ဘုံသဘောထားပေါ့နော် not start to play ပိုင်းပေါ့ဘုံသဘောထားစုကြောခေါ် consensus ပေါ့နော် consensus မေရဆိုတာဖြစ်မော်လေးကြောင်တယ်ပေါ့နော်သူရစဆုံးတော့အလုံးသဘောတူမှာဆိုမျိုးလားမှာပေါ့နော်သဘောထားတို့အကျဉ်းညံတို့တောက်ခန့်လားအတိပေးစသဖြင့်ဒီအမှုစားလောက်ခိမလား
တကယ်လုပ်ငန်းခွင်မှာတကယ်ကောင်တက်ပေါ်ခီမှာလားဟိုအခြေအနေပေါ်မှာမူတည်ပြီးလားဆိုပပနာနာတော့ရမယ်ပေါ့နော်အဲ့မဲ့အမှုစားကျွန်တော်တို့လော်ကီမှာကလာဆိုလားပုံတပေါ်ထောက်မဖြစ်မနေလောက်တဲ့ကကလာဆိုလားသူကဟို consensus ကိုမဖြစ်မနေယူတဲ့ကကလာဆိုလားခုနကတော့ခေါ်ဆောင်ပိုင်းလေးခေါ်ဆောင်ရဲ့အပိုင်းအားလေးဟိုစကဲလိုင်းတော့တာလိုင်းပေါ့နော်စသဖြင့်တီလီဒါလေးစူဖွဲ့ခေါ်ဆောင်လေးစသဖြင့်အမှုလူလေးရဲ့ပုံတပေါ်ထားကိုင်းကြီးမှုတူညီမှုလားကျွန်တော်တို့မဖြစ်မနေယူလို့ရယ်တပေါ်ထားကောက်ခန့်လို့ရယ်သူတို့ရဲ့ပုံမှန်မှုထက်သွင်းစဉ်းစားလို့ရယ်အမျိုးမူရဲ့နေကလာဆိုကျွန်တော်တို့ plan လဲဆောက်ခြင်းကိမှာကလာဆိုအဖြစ်မော်လေးကြုံတယ်ပေါ့နော်ကန်ခွဲကနာခွဲထုံလာတော့ဒီစားလေးကြုံတယ်လုပ်ငန်းလောက်ခိမှာဝေးနိုပါနိုဝီဆိုတာမျိုးလေးဖြေစားမျိုးတို့ငါလာလိုက်ပါနေရတော့အမျိုးစားမျိုးလေးကြုံတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အပလောင်လဲဆောက်ခြင်းကိုကိစ္စလေးနာပတ်တာပြီးကလာဆိုပုံတပေါ်ထားရာယုကိစ္စလေးတွေလည်းရနိုင်ရေးကြည့်ရပေါ့နော်နောက်တစ်ခုကလာတော့ကျွမ်းကျင်မှုပေါ့နော်ကျွမ်းကျင်မှုโอเคကျွန်တော်တို့မှာမျိုးရချက်လေးရှိပုံပေါ်ထားလေးရှိမလုံးလေးရှိရေးမြင်လေးရှိလုပ်ငန်းစဉ်လေးရှိအဲ့မဲ့လည်းကျွမ်းကျင်မှုပြီးရတော့ကျွန်တော်တို့ရဖြစ်တယ်လို့ဆိုတာပြပါတာများရတယ်ပြပါတာများရတယ်ဟိုစားလည်းမပြီးအစားလည်းမပြီးဟိုစားလည်းရှိမရောအစားလည်းရှိမရောအမျိုးသားမျိုးဖြစ်တာပေါ့နော်ဟိုလိုခိုင်လေလဲစီခလမရအစားခိုင်လေလဲစီခလမရနောက်ကြောမလောက်ပေါ့လေလက်ကင်းလဲဆိုတာကြောမလောက်ကိုရောပဲရှိဆိုတာမျိုးဖြစ်နေတာမျိုးပေါ့နော်အမျိုးသားမျိုးပြပါမရတာပေါ့နော်လုပ်ငန်းလေးကလာဆိုဟဒူးလက်လွတ်ကလောက်ရောပဲဖြစ်နေတိုင်းစမျိုးလေးဖြစ်တာပေါ့နော်ဆိုတော့ကြွကြက်မှုလေးရှိလို့လေအရေးကြီးရဲ့လိုအားဆို player မဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ကပြပါများနေကိစ္စလေးဖြစ်နေတော့ကြွကြက်မှုလို့နေကြောလားစသဖြင့်အမျိုးသားမျိုးကျွန်တော်တို့ကြည့်ရမယ်ပေါ့နော်နောက်တစ်ခုက class ဆိုတာမန်လုံးပေါ့နော်မန်လုံးဆိုပြောကိမှာ class ဆိုလဲကျွန်တော်တို့ကရောက်ပိုက်ဆိုင်ရမန်လုံးလားစီပိုက်ဆိုင်ရမန်လုံးဆိုတာနှစ်ပိုင်းကျွန်တော်တို့ထပ်သွားစဉ်းစားလို့ပေါ့နော်အများကျိုးဆောင်ရွက်ဖွဲ့စည်းလေး class ဆိုတာကျွန်တော်တို့ကစီပိုက်ဆိုင်ရမန်လုံးပေါ့နော်အသိမှန်ပြုမှုတို့တခြားပိုင်းလေးပေါ့နော်ဟို PT တို့စသဖြင့်အမျိုးစုံလေးကြီးလားဆိုပုံကြီးလားဆိုအာယုဆိုင်လေးရှိပြီးလားဆိုတာရောက်ပိုက်ဆိုင်ရမန်လုံးဆိုပြောရအောင်ငွေကြီးတို့ရတော့တခြားခံစားခွင့်တို့ကိစ္စလေးမှာရောနေလေးရှိရောနော်အာယုဆိုင်နေစားမျိုးလေးရှိအဲ့မဲ့ခါလေး class တော့ကျွန်တော်တို့အမျိုးငွေကြီးတို့တခြားခံစားခွင့်တို့အားနဲ့လုံးပန်းလဲဒီလုပ်ငန်းမတော်ပဲဆိုအခုခန့်ကြောင်စားဖြစ်တာပေါ့လေပြီးတော့ခီလုံးစီတစ်ခုတည်းတော့လည်းတွားမြောက်ပဲဆိုတော့နော်ဆိုတော့ဒီတကယ်အကျိုးမြန်နာလုပ်ငန်းလေးမှာကလာဆိုလဲရောက်ပိုက်ဆိုင်ရမလုံးလေးပဲအာရုံစိုက်ပြီးတော့စီပိုက်ဆိုင်ရမလုံးလေးတက်ပန်စေစားပဲစာမျိုးစဉ်းစားမှုနဲ့စာမျိုးလည်းဖြစ်တာပေါ့ဆိုတော့အမှုနှစ်ခုတည်းကျွန်တော်တို့အမြဲတမ်းအမျိုးလုပ်ငန်းပဲဖြစ်ဖြစ်အမြဲတမ်းရချင်းတာတွားနေလို့လားလို့ပဲပေါ့နော်ဆိုတော့မလုံးမိပဲကိကလာဆိုရဖြစ်တာနော်ဆိုတော့စီပိုက်ဆိုင်ရမလုံးပဲပြောရောက်ပိုက်ဆိုင်ရမလုံးပဲပြောခန်းစားခွာလေးပဲပြောအမှုစားလေးမေးရတော့ရဖြစ်နေဆိုတော့လေလို့ရှိရင်တော့လေပါရှိရင်တော့တောင်းမကြည့်ပဲလောစံမျိုးတော့အိပက်ဖြေးစားတော့အမျိုးခုခန်းလေးကြုံတာပေါ့နော်မျိုးခုခန်းလေးကြုံတယ်ဆိုတော့ကျွန်တော်တို့ကဝန်ထမ်းလေးပဲပြောကိုဖောင်းဝမ်းလေးပဲပြောတကြွမှုနေနေပြီတောင်းဝစီခဲလုံးနေစံမျိုးဖြစ်နေရဲ့ဆိုတာမျိုးကြုံပြီဆိုတာကျွန်တော်တို့မန်လုံးလေးကိစ္စမှာကေယိုလုံးနေလားထက်သွင်းစဉ်းစားလုံးနေလားစသဖြင့်မျိုးဆိုကေယိုလုံးပေါ့နော်နောက်တစ်ခုက class ဆိုကျွန်တော်တို့ရင်းမြင်ပေါ့နော်ဟိုမျိုး challenge ရှိရင်ပုံပေါ်ထားလဲယူပြီးကျွမ်းကျင်မှုလည်း play ပြီးမှလောက်လဲရှိလေလည်းပေးရသရှိရင်လုပ်ငန်းစဉ်လေးလည်းရှိအဲ့မဲ့ကျွန်တော်တို့မှာလုံးရင်းမြင်မှုရဆိုလဲစီပြလက်ပြကျန်အောင်စားဒီဖြစ်တာပေါ့နော်စီပြလက်ပြဖြစ်ရဆိုလေကျန်အောင်တယ်လက်ပြကျွန်တော်ဆိုတော့ကျွန်တော်တို့ရင်းမြင်ပေးပဲနေကြီးကတော့ကျင်းညူကျွမ်းလေနော်ရင်းမြင်ပေးနေဆိုရှင်းမရောပဲတော့လုံးမရပဲတော့ဟိုနော်နေတော့လေပုံကြရတာဆိုအမျိုးကြီးကတော့စီပြလက်ပြဖြစ်ရတာပေါ့နော်ရင်းမြင်ဆိုပြောကြီးမှလဲကျွန်တော်တို့လူရင်းမြင်ငွေရင်းမြင်ပစ္စည်းကရိယာရင်းမြင်ဟိုဉာဏ်ပညာဆိုင်ရာရင်းမြင်ပေါ့နော်အမျိုးစားလေးပေါ့ရင်းမြင်ဆိုပြောကြီးကတော့ဆိုအမျိုးရှူတော်လေးအဆောင်လဲကျွန်တော်တို့စဉ်းစားလို့ရပေါ့နော်နောက်တစ်ခုက class ဆိုတာလုပ်ငန်းစဉ်ပေါ့နော်လုပ်ငန်းစဉ်လေးတီကလပ်မေးပဲစားလုပ်ငန်းစဉ်လေးတိုင်းလုပ်ပဲစားလုပ်ငန်းစဉ်လေးပြန်သုံးတန်းစားတို့ရတော့မေးပဲစားအမျိုးစားတင်လဲကျွန်တော်တို့ရဖြစ်တယ်လို့ဆိုတာဇာပေါ်ထွားတိုင်ပေါ့လေကျုံရခွန်ချမဖို့တိုင်ကိုကျုံစားလေးပဲလုံနေစမ်းဖြစ်တော့လုံချလက်လိုက်နေစမ်းဖြစ်တယ်လို့ရှာပြီးရလာမယ်ဆိုလည်းမသိ
ဇမောထွားညချချက်အမျိုးသားမျိုးနော်အမျိုးသားမျိုးဖြစ်နေတာမျိုးဖြစ်ပါကြောရပေးရလာမှမသိပဲဖြစ်တော့ကျွန်တော်လုံးချလဲလိုက်ပြီး class တော့ဒီဖြစ်နေတယ်ပေါ့နော်အလုံးလေးမပြီးပဲဆိုလို့လေဖြစ်တယ်ပေါ့နော်ဆိုတော့အမှုစားသည်ကျွန်တော်တို့လောငန်းစလေးရှိကိုလဲရေးကြည့်ပေါ့နော်ပလွန်လဲပေါ်ဆောင်ကြည့် class တော့ဆိုအလောက် plan ချုပ်ကြည့်မဲ့ဆိုတော့ကျွန်တော်တို့ကဒီခုမျိုးစီရောက်သွားတာကြည့်ရအောင်နော်ကျွန်တော်တို့ပလွန်လဲတခုပေါ်ဆောင်တော့မျိုးရေးချင်းပုံတပေါ်ထားကြွကျင်မှုမန်လောင်းရင်းမြစ်လုပ်ငန်းစဉ်လေးရှိဦးလို့ပဲတကယ်ကြောကျွန်တော်တို့အမှုချက်လေးတဲ့မြို့ရေးချင်းဆိုအပိုင်းလေဟန်နေမှာဆိုတာကျွန်တော်တို့ထွေပြားသားလေးဖြစ်မယ်နောက်တစ်ခုက class ဘုံတပေါ်ထားဆိုအပိုင်းအားနေမှာဆိုတာကျွန်တော်တို့ဖြစ်မော်လေးကြောင်သာရှိမယ်ဖြစ်မော်လေးကြောင်နေပြီဆိုဘုံတပေါ်ထားပိုင်းမှာတော့အားနေနေလားဆို plan ကိစ္စမျိုးပေါ့နော်အမျိုး problem plan ကိစ္စမျိုးလည်းကျွန်တော်တို့ရပါတော့ကြောင်ပါတာများနေဆိုတာကြွကျင်မှုအားနေနေကြလားသို့မဟုတ်ကြွကျင်မှုမေးရတော့ကြောင်ပါတာများလက်ကျက်ဝင်ပေါ့နော်အမျိုးသားလည်းကျွန်တော်ခင်ရမန်လောဒီအားနေမဲ့ဆိုတာခုခန်းလေးကြောင်သာဖြစ်မယ်ရင်းမြစ်အားနေမဲ့ဆိုတာကျွန်တော်တို့စီပြလာပြီးဖြေးစားလေးကြောင်မယ်တခုက class ဆိုလုပ်ငန်းစဉ်လေးမေးဆိုတာလောက်ချလဲနိုင်စားလေးချုပ်မယ်ပေါ့နော်အမှလားကျွန်တော်တို့ပလွန်လဲဆောက်ချင်းတာပါတာပြီး class ဆိုပလွန်လဲလေးကိုလောက်ခိ class ဆိုဒီထရအောင်တော့တိုင်းလေးပေါ့လေကန်တာလေးနာပါတာပြီးလားဆိုတော့ရှင်းပြဆိုဖြစ်ရဲ့ lipid noster model ဆိုကြောင့်ခေါ်ပေါ့နော်ဒီ chain management နာပါတာပြီး class ဆိုတာကျွန်တော်တို့မျိုး modeling framework လေးအများကြီးရှိပေါ့နော်ဟိုမှာလားကုတန်းပြဆိုတော့ lipid noster model တခုပဲရှိသေးပေါ့နော်တခြားအကြောင်းအရာလေးလည်းကျွန်တော်တို့နောက်ပါလေးမှာဒီလားခင်ဗျာကျေးဇူးတင်ခင်ဗျာထက်တော့စဉ်းစားစရာ flavor ဆွေးနွေးစရာလေးရှိဆိုလဲပြောပိတ်ကိုအာနာနာခင်ဗျာကျွန်တော်ပြောနေကြနိုင်မယ်ကျွန်တော်လီလာစာကိုပြောစာဖြေတော့ကြောလေဟာစာလေးရနေလဲရှင်းနေအမှုတော့လဲထော်ပြစာ flavor ဆွေးနွေးပြောစာအာနာကေပါနာခင်ဗျာနံပါတ်1မဲ့ခင်တတ်ခင်ဗျာကျေးဇူးတင်ခင်